ချစ်ချင်းမေတ္တာမရှိတဲ့လူတွေကတော့ဟုတ်လားသူများရဲ့အမှားကိုမှတ်ထားတယ်တက်လုံးဟုတ်လားခေါင်းကိုက်ပြီးတော့မှတ်ထားတာဒါကြောင့်မတရားမှုနဲ့ဝမ်းမြောက်တဲ့သူတွေကချစ်ချင်းမေတ္တာမရှိဘူးသူများမားရင်ပြောတယ်ဟာသူခံရတော့မယ်ငါသူ့ရဲ့နေရာမှာငါဝင်ကြုံလို့ရတယ်အဲ့လိုမျိုးစိတ်ထားတယ်ရှိတဲ့သူတွေရှိတယ်အဲ့ကြောင့်ကျွန်တော်ချစ်ချင်းမေတ္တာရှိတဲ့သူတွေကမတရားမှုနဲ့ဝမ်းသာခြင်းမရှိရအားလုံးကျမ်းမာချမ်းသာကြမယ်လို့ယုံကြည်ပါတယ်ဒီနေ့နှုတ်ကပတ်တော်ကိုကျွန်တော်ဆက်လက်သင်ကြားဖို့အားလုံးကိုကျွန်တော်ဖိတ်ခေါ်ပါတယ်ဒီနေ့ကျွန်တော်သင်ကြားမဲ့ကျွန်တော်ခေါင်းစဉ်ကတော့ဘာလဲဆိုတော့ချစ်ချင်းမေတ္တာဤပုံရိပ်ဆိုတဲ့ခေါင်းစဉ်ဖြစ်ပါတယ်ချစ်ချင်းမေတ္တာဆိုတာမရှိမဖြစ်လိုအပ်တဲ့အရာဖြစ်တယ်ဆိုတာကျွန်တော်ဒီခရစ်ယာန်ဘာသာဝင်များပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာဝင်များပဲဖြစ်ဖြစ်အခြားသောဘာသာဝင်များကလည်းဒီချစ်ချင်းမေတ္တာဟာအရေးကြီးဆုံးတော့အရာတစ်ခုလို့ကျွန်တော်သတ်မှတ်ထားခြင်းဖြစ်ပါတယ်တိကိုရင်တုအခန်းကြီး73ကိုကျွန်တော်ဖတ်ကြည့်မယ်ဆိုရင်ဒီမှာယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းမေတ္တာဆိုပြီးတော့၃ခုရှိရဲ့ထို၃ပါးဒုတ်တွင်ချစ်ချင်းမေတ္တာဒီအမျက်ဆုံးဖြစ်သည်ဆိုတဲ့ကျွန်တော်ကြံချက်နဲ့အတူကျွန်တော်ဘုရားရှင်ရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ဆက်လက်ပြီးတော့လေ့လာရအောင်ချစ်ချင်းမေတ္တာဒီခရိယန်အသက်တာဤအခြေခံဖြစ်တယ်ဆိုတာကျွန်တော်ခရိယန်အားလုံးကကျွန်တော်တို့သဘောတူကြမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ရှင်ပေါလုသူဟာလည်းချစ်ချင်းမေတ္တာနဲ့ဆိုင်တဲ့စကားလုံးကိုကျွန်တော်သူကအမြဲတမ်းသုံးလို့ရှိတယ်သူရေးထားတဲ့ဒီ Pauline Apostle နော်သူရေးထားတဲ့ကျမ်းစာတွေထဲမှာစကားလုံးပေါင်း135ကြိမ်နော်သူကချစ်ချင်းမေတ္တာအကြောင်းသူကအသုံးပြုလျက်ရှိတယ်ဒါကြောင့်ခရိယန်ရဲ့အကျင့်နဲ့လှုပ်ဆောင်မှုအားလုံးကိုကျွန်တော်ချစ်ချင်းမေတ္တာကလမ်းညွှန်ရမယ်ဆိုတော့ကျွန်တော်ဒီခရိယန်ဘာသာကျွန်တော်ဘာသာဝင်တွေကိုကျွန်တော်တိုက်တွန်းလေးရှိတယ်နော်ဒါကြောင့်ချစ်ချင်းမေတ္တာမရှိရင်စစ်မှန်သောခရိယန်တက်တာဆိုတာမပြည့်စုံဘူးဆိုတာကျွန်တော်တို့ပထမဦးဆုံးကျွန်တော်စိတ်ထဲမှာကျွန်တော်ထားရမှာဖြစ်ပါတယ်ဒါကြောင့်တိယောဟန်အခန်းကြီး4အငယ်8ထဲမှာလည်းပြောထားလဲဆိုတော့ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာဖြစ်တော်မူ၏နော်ချစ်ချင်းမေတ္တာအခြေခံပြီးတော့ကျွန်တော်တို့ဒီနေ့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်တယ်ချစ်ချင်းမေတ္တာကိုအခြေခံပြီးတော့ဘုရားသခင်ကသူ့ရဲ့အသက်ကိုစွန့်ပြီးတော့ကျွန်တော်ဒီလူသားအားလုံးအတွက်သူကကာရဏီကုန်းပေါ်မှာနော်ကာရဏီကတိုင်ပေါ်မှာသူကအသေးခံခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်သိထားကြပြီးဖြစ်ပါတယ်ဒါကြောင့်လက်ဝါးကတိုင်းတွင်ကျွန်တော်စစ်မှန်သောချစ်ချင်းမေတ္တာကိုကျွန်တော်တွေ့မြင်ရတယ်နော်လက်ဝါးကတိုင်းဆိုတာနော်တကယ်တမ်းကြမ်းတမ်းတဲ့နေရာနော်ယောမလူမျိုးဆိုတာအဲ့ဒီအချိန်တုန်းကနော်အဲ့ဒီချိန်တုန်းကတော်ကြမ်းတမ်းပြီးတော့ရုပ်မာတဲ့စစ်သားတွေဖြစ်တယ်တော့သူတို့လူကိုတတ်တယ်လူကိုပြစ်ဒဏ်ပေးတယ်ဆိုရင်ကျွန်တော်ရက်ဆက်သူတို့တတ်ဖြစ်တယ်အဲအကြောင်းအဲ့ဒီနေရာမှာကျွန်တော်တို့ကိုကယ်တင်တဲ့ခရစ်တော်ယေရှုဖျားသခင်လာပြီးတော့ကျွန်တော်တို့အတွက်အသက်ဆက်သေးသွားတယ်ဆိုတာเนาะဒါကချစ်ချင်းမေတ္တာအမှန်အကန်မဟုတ်ရင်เนาะဘယ်သူမှလုံနိုင်မဲ့အရာမရှိဘူးเนาะတခြားသောဘာသာဝင်တို့ကျွန်တော်တို့ပုတ်ခတ်တာတော့မဟုတ်ဘူးဒါပေမဲ့တခြားသောဘာသာဝင်တွေပြောနေတဲ့သူတို့ရဲ့ဖျားတွေကတော့ဒီလောက်ထိသူတို့ကမစွန့်စားကြဘူးကျွန်တော်ခရစ်တော်ဖျားသခင်ကသာသူ့ရဲ့အသက်ကိုစွန့်ပြီးတော့သူကလူသားတွေကိုသူကကယ်တင်သွားခြင်းဖြစ်တယ်နော်ဒါကြောင့်ဒီချစ်ချင်းမေတ္တာဆိုတာပေးဆက်ခြင်းဖြစ်တယ်ရယူခြင်းမဟုတ်ဘူးဆိုတာကျွန်တော်အတိလင်းကျွန်တော်ကျမ်းစာထဲကျွန်တော်တွေ့ရတယ်ဒါကြောင့်ကျွန်တော်ခရစ်ယာန်ဘာသာဝင်တွေထဲမှာအရန်ရေးပန်းစားတဲ့ကျွန်တော်ကျမ်းချက်တစ်ချက်ရှိရဲဒါယောဟန်အခန်းကြီး3ရဲ့16ဒါကယ်တင်ခြင်းအခြေခံမှာဘုရားသခင်ချစ်ချင်းဖြစ်တယ်ဆိုတာအမှရေးသားထားတယ်ဒါကြောင့်ချစ်ချင်းစစ်မှန်သောချစ်ချင်းဒီပျောက်ဆုံးသူတို့ထံကိုကြိုးမငဲ့ပဲလက်ကမ်းဒီနော်ကိုကြိုးငဲ့တဲ့ကိစ္စမဟုတ်ဘူးနော်ချစ်ချင်းမေတ္တာဆိုတာအဲကြောင့်အခြားသူ၏ကောင်းကျိုးအတွက်မိမိကိုငြင်းပယ်ပဲအမှုဆောင်ဒီခရိယန်ဘာသာဆိုလိုက်တဲ့အချိန်တော့ကျွန်တော်တီးလိုက်တဲ့အချိန်မှာတော့ကျွန်တော်တိတ်တော့မရှင်းဘူးဒါပေမဲ့ဒီအချိန်မှာကျွန်တော်စာပေတွေလည်းဖတ်တယ်ကျမ်းစာလည်းဖတ်တဲ့အခါမှာဒီခရိယန်ဘာသာဆိုတာတခြားဘာသာတွေနဲ့မတူဘူးတော့ဒါပေးဆက်ခြင်းနော်ကိုညင်းပယ်ခြင်းသူများကပုတ်ခတ်ပြီးတော့သူများကတယောပြောင်းလောင်တဲ့ဆိုရင်တော့မှနော်ကိုကမန်နေတယ်ဆိုတဲ့အချိန်မှာတော့မှကျွန်တော်တို့သူများကိုကျွန်တော်ပုတ်ခတ်ပြီးတော့ပြန်ပြောရမယ်သူတွေမဟုတ်ဘူးနော်ဘာဖြစ်လို့ကိုညင်းပယ်တယ်ဒါကိုကခံရပါစေရတယ်နော်သူများကပြောပါစေရတယ်ဒါကိုကျိုးအတွက်မဟုတ်ဘူးသူများကိုချစ်ချင်းမေတ္တာပြရမယ်
တဲ့တော့ဘာသာဖြစ်တယ်เนาะဒီခရစ်ယာန်ဘာသာဆိုတာချစ်ချင်းမေတ္တာပြတဲ့ဘာသာဖြစ်တယ်ဒါကြောင့်ကျွန်တော်ပြောချင်တယ်တခြားဘာသာဝင်တွေကလည်းဒီခရစ်ယာန်ဘာသာတွေအရန်ကျမ်းတယ်เนาะ note ကျမ်းတယ်မဟုတ်ရင်လားလူလိမ့်တယ်ဘာတွေเนาะအဲ့ဒါတွေဘာတွေရှိရင်လည်းရှိနိုင်တယ်ဒါခရစ်ယာန်ကိုခရစ်ယာန်ဘာသာဝင်လို့ပြောကြတယ်ဒါပေမဲ့စီးမဆောက်နိုင်တဲ့ခရစ်ယာန်တွေလည်းအများကြီးရှိတယ်ဒါကြောင့်ခရစ်ယာန်သူတို့ကိုကြည့်ပြီးတော့ခရစ်ယာန်ဘာသာရဲ့အနှစ်သာရကိုเนาะအဲ့လိုပဲအကဲမဖြစ်နဲ့ဆိုတာကျွန်တော်ဒီကနေပြီးတော့ပြောချင်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာဆိုတာပါလေကိုကျိုးစွန့်ပေးကမ်းခြင်းလက်ကမ်းခြင်းဆိုတာเนาะဒီနေ့ကျွန်တော်ဒီနေရာနေပြီးတော့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးတော့ကာလမှာเนาะနောက်ဆုံးတော့ကာလဆိုတာကျွန်တော်နည်းနည်းရှင်းပြရမယ်ဆိုရင်တော့နောက်ဆုံးတော့ကာလဆိုတာကျွန်တော်ခရစ်တော်ယေရှုဖျားပြန်လဲကြွဆင်းလာမဲ့အချိန်နီးကပ်လာတဲ့အချိန်မှာเนาะချစ်ချင်းမေတ္တာဟာအေးဆက်နေမယ်เนาะအေးဆက်နေမယ်လူတွေကချစ်ချင်းမေတ္တာခေါင်းပါလာမယ်ဒါကြောင့်မတရားမှုများပြားလာတော့အခါလူများဤချစ်ချင်းမေတ္တာခေါင်းပါလာမယ်เนาะမတရားမှုများလာတဲ့အခါကျတော့လူတွေကကိုယ့်အပြစ်ကိုဖုံးချင်တယ်တော့ကိုကမကောင်းဘူးဆိုပေမဲ့တော့ကိုမကောင်းတဲ့ဟာကိုဖုံးချင်တဲ့အခါကျတော့ဟာလားအပြစ်တစ်ခုကိုဖုံးလိုက်ရင်နောက်တစ်ခုနဲ့ပြန်ဖုံးရတယ်เนาะဖုံးသွားတဲ့အခါကျတော့လူတွေစီမှာချစ်ချင်းမေတ္တာမရှိတော့ဘူးเนาะချစ်ချင်းမေတ္တာခေါင်းပါလာမယ်ယနေ့ယဉ်ကျေးမှုကချစ်ချင်းကိုခံစားချက်နဲ့ကာမဂုဏ်အဖြစ်သာတတ်မှတ်လက်ရှိရဲ့เนาะဒါကြောင့်ချစ်ချင်းမေတ္တာဆိုတာเนาะဒီနေ့လူတိုင်းရဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တယ်เนาะအမှန်ကန်ပြောဒါစစ်မှန်ခြင်းမစစ်မှန်ခြင်းကျွန်တော်မပြောသေးဘူးဒါပေမဲ့ချစ်ချင်းမေတ္တာဆိုတာလူတိုင်းရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံတစ်ခုဖြစ်တယ်ဒါပေမဲ့ဒီချစ်ချင်းမေတ္တာကိုအခြေခံပြီးတော့လူတွေကပါလဲချစ်ချင်းကိုခံစားချက်နဲ့ကာမဂုဏ်အဖြစ်သာတတ်မှတ်ထားကြတယ်ဆိုတဲ့အခါကျတော့လူတဦးတယောက်ကတန်းကြွယ်တထေးဖြစ်ရင်ဒီလိုကိုကပ်ဖားရမယ်လူတွေတော်များလာတယ်ဆိုတော့အဲ့လိုမျိုးတန်းကြွယ်တထေးကိုကျွန်တော်ကပ်ဖားမယ်ဆိုမှလေချစ်ချင်းရောင်ဆောင်ပြီးတော့ပဲကပ်ဖားလို့ရတယ်เนาะဘာဖြစ်လို့ဆိုတော့လူတွေကလိန်ဒီဖြစ်စေမလိန်ဒီဖြစ်စေเนาะချစ်ချင်းမေတ္တာဟန်ဆောင်ချင်းနဲ့ပြတွေဖြစ်တကယ်တမ်းပြတွေဖြစ်လူတွေကတော့လူချင်းကြဒါကြီးပဲเนาะချစ်ချင်းမေတ္တာဆိုတာเนาะလူများရဲ့ချီးမွမ်းခြင်းကိုလည်းကျွန်တော်ခံချင်ကြတယ်ဘယ်သူမှဆိုတော့ကိုမဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေလူများကကိုချီးမွမ်းလာမယ်ဆိုတော့ကိုကြိုက်တယ်เนาะအဲ့ဒါကြောင့်အတ္တနဲ့အကြောင်းအတ္တနဲ့မာနဘဟုပြုတော့လူမှုဘဝဒီเนาะကိုကျိုးစွန့်ချစ်ခြင်းကိုအားနေစေတယ်เนาะဒီကပောက်ကြီးကိုကျွန်တော်ကြည့်မယ်ဆိုရင်တော့အတ္တနဲ့မာနဘဟုပြုတော့သူတွေတော်များတယ်เนาะလူတွေကကိုကျိုးပဲရှာနေကြတယ်เนาะကိုဘသူတည်ငါမတည်ပြီးရောဆိုပြီးတော့အလုပ်နေကြတဲ့သူတွေတော်များတယ်เนาะဒါပေမဲ့လူတွေကလည်းပိုက်ဆံလိုချင်တဲ့ခါကျတော့တီးရနဲ့เนาะအဲ့ဒီလူတွေနဲ့ပေါင်းပြီးတော့ပိုက်ဆံရှာကြတဲ့လူလည်းရှိတယ်။ဘာဖြစ်လို့ဆိုတော့ပတ်ဆံရှာရတာတော်ခက်တယ်เนาะအသက်ရှင်ရတာတော်ခက်တယ်။တလုတ်စားဖို့အတွက်တော်လေးကိုရှာဖွေရတဲ့သူတွေဒီလောကကြီးမှာအများကြီးရှိတယ်။ဒါကြောင့်မဿဲခန်းကြီး24အငယ်7နှစ်ထဲမှာလည်းပြောထားလဲဆိုတော့ဒါနောက်ဆုံးတော့ကာလဆိုတာကျွန်တော်ခရစ်တော်ကြွလာမဲ့အချိန်မှာနီးကပ်လာတဲ့အခါမှာလူများတို့ဒီချစ်ချင်းမေတ္တာတွေလူများတို့ဤချစ်ချင်းမေတ္တာတွေခေါင်းပါလိမ့်မယ်ဆိုပြီးတော့မဿဲ24ထဲမှာဒါပြောထားတယ်เนาะဒါတော်လေးကိုမှတ်တယ်ဒီအခုချိန်မှာဆိုရင်တနိုင်ငံနဲ့တနိုင်ငံစစ်ဖြစ်လာဘာဖြစ်လို့လဲဆိုတော့ကိုယ့်အမျိုးကိုကယ်တင်ခြင်းတယ်ကိုယ့်အမျိုးကကဘာပေါ်မှာလွှမ်းမိုးခြင်းတယ်ကိုယ့်ဘာသာကိုပဲကဘာပေါ်မှာလွှမ်းမိုးခြင်းတယ်အဲ့လိုမျိုးစိတ်ဓာတ်တွေပေါ်လာတဲ့ခါကျတော့လူတွေကဘာလဲအတ္တနဲ့မာနဘဟုပြုပြီးတော့အလုံးလုံးလာကြတယ်။ဒါကိုကအနိုင်ယူရင်ပြီးရောဘယ်သူဘာပဲဖြစ်ဆိုတဲ့အတ္တတွေမာနတွေဒီကဘာကြီးထဲမှာလူတွေကဘဟုပြုလာတဲ့ခါကျတော့ဒါကြောင့်ကိုကျိုးစွန့်ပြီးတော့ချစ်ချင်းအမှန်ကန်ရှိတဲ့လူတွေတော်ရှားပါလာတယ်ဒါကြောင့်စစ်မှန်သောချစ်ချင်းအရင်းမြစ်မှာဘာလဲဆိုပြီးတော့လူတွေကတော်လေးကိုရှားတယ်ဒီအချိန်မှာဒါပေမဲ့ကျွန်တော်ခရစ်ယာန်ဘာသာမှာကျွန်တော်ဒီခရစ်တော်ကိုယုံကြည်တဲ့အခါမှာခရစ်တော်ဖျားသခင်ကျွန်တော်တို့ကို
စစ်မှန်သောချစ်ချင်းပေးတယ်ဆိုတာကျွန်တော်ယုံကြည်တယ်နော်ဘုရားသခင်ကကျွန်တော်တို့ရဲ့နှလုံးသားကိုမိမိဤချစ်ချင်းဖြင့်ပြည့်စေတော်မူတယ်နော်ဒါကြောင့်ကျွန်တော်တတ်နိုင်တဲ့အနေအထားမှာကျွန်တော်မရှိဘူးတခါတလေကျတော့ကျွန်တော်ဘုရားကိုယုံတယ်ပါခရစ်ယာန်ဘာသာထဲမှာကျွန်တော်နေတယ်ဆိုပေမဲ့တခါတလေအားနေတယ်နော်ဒီအတ္တမာနနဲ့ဟာလားဒီမကောင်းတဲ့အသွေးခေါ်တွေဝင်လာတတ်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခရစ်ယာန်ဘာသာမှာဘာဖြစ်လို့အဲ့ဒါတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ရဲ့အဘိုးနဲ့အဖွားဖြစ်တဲ့အာရန်နဲ့အေဝါကအပြစ်လုပ်မိလို့เนาะဒီအပြစ်ဝင်လာတဲ့အခါကျတော့ကျွန်တော်ရဲ့ဒီစိတ်နှလုံးသားเนาะဒီစဉ်းစားဉာဏ်ထဲမှာဒါအပြစ်ဝင်လာတဲ့အခါကျတော့မကောင်းတဲ့ဟာကြီးကเนาะဒါအုပ်စုလာတယ်ဒါကြောင့်ကျွန်တော်ခရစ်ယာန်ဘာသာပဲဖြစ်เนาะဘလို့ပဲเนาะဘုရားတရားကိုကိုင်းဆိုင်နေဆိုဘလိစီเนาะဒါကျွန်တော်နှလုံးသားထဲမှာမကောင်းတာဆိုတာမရှိတယ်လို့မရှိဘူးเนาะထုတ်ဖော်ပြီးတော့ဟာလာလက်တွေ့မလုပ်တဲ့လူတွေပဲရှိတယ်မကောင်းမှုဆိုတာရှိတယ်။တော့ကောင်းတယ်ဆိုတာလူကောင်းဆိုပေမဲ့သူတို့စိတ်ထဲမှာမကောင်းမှုတွေကပြည့်တယ်ဒါပေမဲ့အဲ့ဒီမကောင်းတဲ့ဟာကိုထိန်းနိုင်အောင်ကျွန်တော်ဘာလို့လဲဆိုတော့ကျွန်တော်ခရစ်ယာန်ဘာသာမှာကျွန်တော်တန်ရှင်းတော်ဝိညာဉ်ဆိုတော့ဘုရားသခင်ရဲ့တော့တကူတော်ဆိုတာလို့ဒါတော့ဒီဘုရားသခင်ရဲ့တကူတော်ရှိတဲ့လူကအဲ့ဒါကိုထိန်းနိုင်လို့လူကောင်းလို့ကျွန်တော်မြင်တာတကယ်တမ်းကျသူတို့စိတ်ထဲမှာလည်းမကောင်းမှုတွေပြည့်နေဒါကကျွန်တော်ဒါဘယ်လိုပြောလဲဝတ်ထားလို့မရအောင်နော်ဝတ်ထားလို့မရအောင်နော်ဒါတကယ်တမ်းသူတို့ထဲမှာရှိတာဒါပေမဲ့ဘုရားသခင်ကအလုတ်လုတ်လာတဲ့အခါသူတို့ဘာဖြစ်ဘုရားသခင်ကကိုယ့်ရဲ့အထက်မှာအလုတ်လုတ်တယ်ဆိုတာတချို့လူတွေတော်တော်စဉ်းစားဖို့ခက်တယ်ဒါပေမဲ့ကျွန်တော်ခရစ်ယာန်ဘာသာမှာကျွန်တော်လူသားတွေဆိုတာဘုရားသခင်ကဖန်ဆင်းထားတဲ့အတွက်ကြောင့်နော်ဒီ system တစ်ခုလုံးဒီကျွန်တော်တို့ရဲ့ကာယနော်ဗလဒီဉာဏ်ထဲမှာနော်ဘုရားသခင်ရဲ့အလုတ်လုတ်မှုဆိုတာနော်ရှိတယ်နော်ဘာဖြစ်လဲဆိုတော့ဖန်ဆင်းထားခြင်းကျွန်တော်ခံရတယ်နော်ဘုရားသခင်ကျွန်တော်နှလုံးသားအသွေးကြောဒီ muscle တွေထဲမှာဘာတွေလှုပ်ရှားနေလဲဆိုတော့သိတယ်နော် तू ကဖျားဆိုတဲ့အခါကျတော့ तू ကနော်ကျွန်တော်တို့ကိုကယ်တင်နိုင်တယ်ကျွန်တော်တို့ကိုခွန်အားပေးနိုင်တယ်အဲဒါကြောင့်ဘုရားသခင်ကကျွန်တော်တို့ကိုနော်ချစ်တဲ့အတွက်ကြောင့်နော်အဲ့ဒီစစ်မှန်တဲ့အချစ်ကိုကျွန်တော်တို့ပေးတဲ့အတွက်ကြောင့်နော်ကျွန်တော်တို့ကနော်လူကောင်းဖြစ်နိုင်တယ်နော်ဒါကကျွန်တော်တို့ရဲ့ယုံကြည်ချက်ဖြစ်တယ်နော်အဲဒါကြောင့်ချစ်ချင်းนี่စိတ်လှုပ်ရှားမှုမြတ်မဟုတ်ပဲတစ္ဆာရှိတော့ဂတိကဝတ်ဖြစ်တယ်နော်ချစ်ချင်းတခါတလေကြတော့ချစ်ချင်းဆိုတာဟာလာလူပြိုအပြိုစားတွေကတော့အပြိုပေါက်စားတွေကတော့နော်ဒါသူတို့ခံစားလို့ရမှာဟုတ်တခါတလေကြတော့ရုပ်ချောတဲ့အကူကြီးပဲဖြစ်နော်ရုပ်ရည်ချောမောလှပတဲ့နော်အတော်ကြီးပဲဖြစ်ကျွန်တော်အမကြီးပဲဖြစ်ညီမလေးပဲဖြစ်တော့ချစ်တာတော့မဟုတ်ဘူးဒါပေမဲ့တွေးလိုက်ရင်ဗာလဲစိတ်ထဲမှာခံစားချက်တွေကဟာလာသူတို့ရဲ့ယူပကလှပမှုเนาะသူတို့ရဲ့ရုပ်ရည်ချောမောမှုကကျွန်တော်တို့ကိုတတ်မဲ့စေတယ်เนาะအဲ့ဒီအချိန်မှာကျွန်တော်ချစ်ချင်းလို့ချစ်ချင်းဖြစ်တယ်လို့เนาะကျွန်တော်စိတ်ထဲမှာခံစားနေရတယ်เนาะဒါချစ်ချင်းစိတ်လှုပ်ရှားမှုโอเคပြောစိတ်လှုပ်ရှားမှုဆိုတာဟုတ်လားဖြစ်နိုင်တယ်ဒါပေမဲ့အဲ့ဒီစိတ်လှုပ်ရှားမှုတိုင်းเนาะစိတ်ထဲမှာချစ်ချင်းတရားကိုခံစားတိုင်းဒါအမှန်ကန်ချစ်ချင်းမဟုတ်ဘူးเนาะချစ်ချင်းမေတ္တာရဲ့အနောက်မှာဘာရှိလဲဆိုတော့တစ္ဆာရှိတော့ဂတိကဝတ်ဖြစ်တယ်ဂတိကဝတ်ရှိတယ်ဆိုတော့ကျွန်တော်အမြဲတမ်းကျွန်တော်တို့တတိထားရမယ်ဒါကြောင့်ဘုရားသခင်ကိုချစ်တယ်ဆိုတာကျွန်တော်တို့ဂတိဘလောက်ဘုရားသခင်ကိုကျွန်တော်ပေးနိုင်တယ်เนาะလူတယောက်ရဲ့နောက်လိုက်မယ်ဆိုရင်ဟလာအလကားရှောက်ပြီးတော့လိုက်လို့မရဘူး။ဘာလဲ तू ကဘယ်သွားမှမသိဘူး။နော် तू ကမင်းနောက်ကိုလိုက်မယ်ဆိုပြီးကျွန်တော်လူတူတယောက်ကိုပြောရင် तू ကဘယ်သွားမှကျွန်တော်မသိဘူး။နော်ကျွန်တော်မင်းရဲ့နောက်ကိုငါတည်တဲ့အထိလိုက်မယ်လို့ပြောလိုက်ရင်အဲ့လူကဟိုးနော်အမြင့်ဆုံးတဲ့တောင်အမြင့်ဆုံးသောတောင်ကို तू တက်တယ်ဆိုရင်လေကျွန်တော်ကဒီမှာဟာလာဂတိပေးပြီးပြီဆိုရင်တော့ तू သွားတဲ့နောက်ကိုကျွန်တော်လိုက်ရမှာဒါပေမဲ့ခရိယန်ဘာသာလည်းအဲ့ဒါပဲเนาะကျွန်တော်ဘုရားသခင်ရဲ့နောက်လိုက်เนาะဘုရားသခင်ကိုချစ်တယ်ဆိုတဲ့အခါကျတော့ तू ဘယ်သွားတောင်းထိတ်ပဲသွားတောင်းအောက်ပဲစင်ညောင်းထဲမှာပဲခုန်ချเนาะကျွန်တော်သွားရမှာပဲဒါကဘာလဲသစ္စာရှိတော့ဂတိကဝတ်ဆိုတာเนาะသစ္စာရှိတော့ဂတိကဝတ်ဒါကြောင့်သစ္စာမရှိတော့ဒါဘယ်သူမှလိုက်နိုင်ပါဘူးဒါကြောင့်ဒီဖက်ကကျွန်တော်ခရိယန်ဘာသာတွေကအပြင်းထူတဲ့
ခရိယန်ဘာသာတွေတော်တော်များလာတယ်နော်ပိုက်ဆံချမ်းသာခြင်းနဲ့ခရိယန်တွေနော်ဘာမှမလုပ်ဘဲနဲ့ပိုက်ဆံချမ်းသာမယ်နော်ကြွယ်ဝမယ်နော်ဘာလဲရုပ်ချောမယ်ဟုတ်လားအဲ့ဒါပဲလို့ခြင်းနဲ့ခရိယန်တွေကဒီဖက်ခင်မှာတော်တော်များလာတယ်ဒါတွေကဟုတ်လားကျွန်တော်ဘိုးဘေးတို့ရဲ့ယုံကြည်ခြင်းနဲ့ဘာမှမသက်ဆိုင်နော်ဘိုးဘေးတို့ရဲ့ယုံကြည်ခြင်းဆိုတာဘာလဲအာဗြဟံနော်အာဗြဟံကယုံကြည်ခြင်းရဲ့ဖခင်ဟုတ်တယ်ဒါပေမဲ့ယုံကြည်ခြင်းဆိုပြီးတော့ तू နေတဲ့သူ့ဖေရဲ့ဟာလာအဲ့နိုင်ငံရွာမှာပဲဆက်နေရင် तू ဘာဖြစ်မလဲအဲ့ဒီဘုရားသခင်ကဂတိပေးထားတဲ့အဲ့ဒီခါနာန်ပြည်သူဘယ်တော့မှရောက်မှာမဟုတ်ဒါကြောင့်ကျွန်တော်ဒီနေ့ယုံကြည်ခြင်းဆိုတဲ့အခါကျတော့ကျွန်တော်ရှောက်ပြောလို့မရဘူးခင်ဗျားယုံကြည်ခြင်းဆိုတဲ့အရာမှာဘာတွေပါလာလဲဆိုတော့ခင်ဗျားမမြင်နိုင်တဲ့မိုင်ပေါင်းများစွာဝေးတဲ့နေရာတစ်ခုကိုခင်ဗျားသွားရမယ်ဂတိကဝတ်ဆိုတာရှိတယ်နော်အဲ့ဒါကျွန်တော်မှတ်ထားရမယ်ဒါကြောင့်ယေရှုထံမိမိအသက်တာကိုအနန္တောခါအခြားသူကိုစစ်မှန်စွာချစ်နိုင်တယ်နော်ယေရှုခရစ်မရှိတဲ့ကျွန်တော်တို့နှလုံးသားယေရှုခရစ်မရှိတဲ့ကျွန်တော်ရဲ့အသက်တာမှာကျွန်တော်လူတစ်ယောက်ကိုကျွန်တော်စစ်မှန်စွာမချစ်နိုင်ဘူးဒါကြောင့်ယေရှုကိုယ့်ရဲ့နှလုံးသားထဲမှာအသွေးသားထဲမှာကျွန်တော်မပိုင်ဆိုင်မချင်းကျွန်တော်ယေရှုခရစ်ကိုလည်းကျွန်တော်မချစ်နိုင်ဘူးသူပြောတဲ့လမ်းစဉ်ကိုလည်းကျွန်တော်မလိုက်နိုင်ဘူးနော်ဒီဘက်ကခရိယန်တွေကတော့မလိုက်မလျှောက်ပဲနဲ့ကောင်းကင်နိုင်ငံကိုခုန်တက်သွားခြင်းနဲ့ခရိယန်တွေတော်တော်များတယ်အဲ့ဒီလူတွေပါလဲဆိုတော့ဒါချစ်ချင်းမေတ္တာမရှိတဲ့ခရိယန်တွေနော်အချောင်းဟာလားဗာလဲအချောင်းရိုက်ခြင်းတဲ့ခရိယန်တွေနော်အဲ့ဒါဘာဖြစ်လို့ဆိုတော့ဘုရားသခင်ရဲ့တကူဆိုသူတို့သိတယ်နော်တန်ရှင်တော်ဝိညာဉ်တော်တကူဆိုတာဟာတန်ရှင်တော်တန်ရှင်တော်ဝိညာဉ်တော်ဟာတော်တော်လေးကိုအားကြီးရယ်နော်ဘာပစုလုံနိုင်တယ်ဟိုတောင်ကိုဆုတောင်းလိုက်လဲဟိုတောင်ကရွှေ့နိုင်တယ်ဒီမြောင်းတွေဟာလာဒီပင်လယ်တွေတောင်မှနှချမ်းကွဲနိုင်တယ်ဆိုတော့ယုံကြည်ခြင်းရှိတဲ့ခရိယန်တွေအများကြီးရှိတယ်ဒါပေမဲ့သူ့ရဲ့အသက်တာမှာပြောင်းလဲမှုတစ်ခုကိုလုံရမယ်ဆိုတော့လုံးဝမလုပ်ချင်တဲ့ခရိယန်တွေနော်ယုံတော့ယုံတယ်ဒါပေမဲ့ခုံတော့မခုံနော်အဲ့လိုမျိုးအဲ့ဒီလိုမျိုးခရိယန်တွေကတော်တော်များတယ်နော်ဒီဘက်ကဒါကြောင့်ကျွန်တော်ဒီဘက်ကခရိယန်တွေကနော်ယေရှုခရစ်ကိုတကယ်တမ်းကိုယုံကြည်တဲ့သူတွေမဟုတ်ဘူးကိုယ့်ရဲ့စိတ်နော်နှလုံးကိုမအပ်နိုင်တဲ့ခရိယန်တွေတော်တော်များလာတယ်အဲ့ဒါကြောင့်သူတို့ရဲ့စစ်မှန်တဲ့နော်ချစ်ချင်းမေတ္တာဟာနော်ဘုရားသခင်စီမှာမရောက်ပဲနဲ့ကိုပဲချစ်တယ်နော်ကိုကမလုံရှားခြင်းဘူးဒါပေမဲ့ရပဲရခြင်းတယ်ဒါကြောင့်ခရိယန်ဘာသာနဲ့မကိုက်ခရိယန်ဘာသာဆိုတာဘာလဲကိုကမရရင်ရတယ်ဒါပေမဲ့ကိုကပေးဆက်ရမယ်ဒါခရစ်တော်ရဲ့နေရာမှာဖြစ်တယ်ခရစ်တော်ရဲ့သူလောက်ကင်ခဲ့တဲ့ဒါသူ့ရဲ့လုပ်ငန်းစဉ်ဖြစ်တယ်နော်သူကောင်းကင်နိုင်ငံကိုစွန့်လွတ်တယ်နောက်သူ့ရဲ့ဘုံကြီးစီးစိမ်အားလုံးကိုသူစွန့်လွတ်ပြီးတော့ဒီကဘာကြီးထဲမှာအပြစ်နွံထဲမှာသူကလာပြီးတော့လူတွေကိုကဲထုတ်တယ်ဆိုတာဒါကျွန်တော်ခရိယန်တွေရဲ့အတူယူစေရသူ့ရဲ့လုပ်ရက်တွေဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာသိရတယ်အဲ့ဒါကြောင့်ခန်းစားချက်ထက်ဂတိကဝတ်ကပိုမိုတည်မြဲတယ်နော်ခန်းစားချက်ယုံတယ်ဟာ praise and worship လူတိုင်းကငိုတယ်မျက်ရည်ကျတယ်ဒါပေမဲ့မနေ့ပြန်ထားတော့ဟာလားကိုင်းရပြန်ဝါတဲ့လူတွေရောအရက်တောက်တဲ့လူတွေရောဟာလားစစ်လိုက်ပြန်တောက်တဲ့လူတွေအများကြီးပဲနော်ဒီနေ့ယုံလိုက်တဲ့မျက်ရည်တွေကျတယ်ဟာလေလုယာတွေနဲ့ဒါမနေ့ပြန်လူတွေကိုဆဲဟာလားလူတွေရဲ့မကောင်းကြောင်းကိုပြောဟာလားညီဟာလားဘုရားကျောင်းထဲမှာတရားဟောရှင်လဲညီဟာလားဟိုလူကတက်တေခိုင်လဲညီဟာလားအဲ့ဒီလူတွေကဒါတကယ်တမ်းသူ့ရဲ့ခရိယန်တက်တာထဲမှာပြောင်းလဲမှုမရှိသေးတဲ့ခရိယန်တွေเนาะဒါကျွန်တော်တို့သတိထားရမယ်ဒါကြောင့်ချစ်ချင်းမေတ္တာလှုပ်ဆောင်သောအရာများကျွန်တော်ဒီမှာကြည့်ရမယ်တန်ရှင်တော်ဝိညာဉ်တော်ကျွန်တော်ထဲမှာရှိမယ်ဆိုတာဒါခရစ်တော်ကကျွန်တော်တို့ရဲ့အသက်တာထဲမှာเนาะကျင်းဝတ်လာเนาะလှုပ်ရှားလာမယ်တန်ရှင်တော်ဝိညာဉ်တော်အဖြစ်တော့လှုပ်ရှားလာမယ်အဲ့လိုမျိုးလှုပ်ရှားလာမှကျွန်တော်ဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာအမှန်ကန်ကျွန်တော်သိရမယ်အဲ့တော့ချစ်ချင်းမေတ္တာကျွန်တော်နှလုံးသားထဲကျွန်တော်အသက်တာထဲမှာရှိလာမယ်ဆိုရင်တစ်ချက်စိတ်ရှိရနော်ခက်ခဲသောအခြေအနေတွင်ပင်အလင်းမလိုပဲစောင့်ဆိုင်နိုင်တဲ့စိတ်ရှိခြင်းစောင့်ဆိုင်တယ်နော်စောင့်ရမယ်ဘုရားသခင်ခုထိကြွမလာသေးဘူးဒါပေမဲ့စောင့်ရမယ်ဒါစိတ်ရှိရမယ်ဒါချစ်ချင်းမေတ္တာရှိတဲ့လူတွေဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာရရှိတဲ့သူတို့ရဲ့လှုပ်ဆောင်ချက်နော်တစ်ချက်နံပါတ်1ကျင့်နိုင်ရတနာဂိူနာနဲ့ဂျေဇု
ပြုတ်ခြင်းတဲ့လူကိုတီဆောက်ပေးရမယ်ဟုတ်လားလူတွေကိုတီဆောက်ပေးရမယ်ကိုပဲတီဆောက်နေတယ်လူမဟုတ်ဘူးဒီဖက်ခေတ်တရားဟောဆရာတွေကကိုကတီဆောက်တယ်ဟာခင်ဗျာယုံကြည်ရင်ချမ်းသာမယ်ပေးmusic ကိုကျဲပါဟာလားကျဲရင်ဒါတဲ့စမကစတရားထိရမယ်ဆိုတော့လူတွေကိုကျဲခိုင်းကိုတရားဟောဆရာချမ်းသာနေပြီဒါပဲသူ့ရဲ့ပရိသတ်တွေကဟာလားအကျွေးများလို့ဟာလားကိုတော့မှအတတ်တွေမဲ့လူတွေတော်တော်များလာနော်ဒါကြောင့်၃ချက်တမန်တရားနဲ့ဝန်းမြောက်ကြပါနော်ချစ်ချင်းမေတ္တာရှိတယ်လူဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကိုရရှိတယ်လူတွေအမားကိုမအားပေးပဲမှန်ကန်ခြင်းနဲ့ရှင်လန်းပါနော်မှန်ကန်ခြင်းမှာရှင်လန်းအမားတွေမှာကျွန်တော်မပျော်ရွှင်မဲနဲ့မှန်ကန်ခြင်းမှာကျွန်တော်ရှင်လန်းရမယ်ဒါကြောင့်ဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုလေ့လာတဲ့အခါမှာလည်းမကြီးမညိုပဲကျွန်တော်လေ့လာရမယ်နော်ဒါပျော်ရွှင်ခြင်းရှိရမယ်သူများဘုရားကြောင့်တက်ပြီးတော့ဟာလားတရားဟောရှိတဲ့လူတွေနဲ့ကြုံလာတဲ့ခါကျတော့စိတ်ပြက်ပြီးတော့ဟာလားဆဲဆိုတယ်ဆိုတာအဲ့ဒါကြီးလဲဟာလားတကယ်တမ်းချစ်ချင်းမေတ္တာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာတန့်ရှင်းတော့ဝေးတယ်မရှိသေးတော့လေဒါမှလေအရာခတ်တိုင်းကိုခံနိုင်ရမယ်နော်ဘသူကဘာပဲပြောဟာလားအခြားသူကြီးအားနဲ့ချက်ကိုမဖော်ထုတ်ပဲကာကွယ်ပေးရဟာလားမဖော်ထုတ်တာခရိယန်ရဲ့အလုပ်နော်မဖော်ထုတ်ရကိုကဘလောက်ပဲဒီတရားဟောဆရာပဲဒီအသေးအုပ်ဆရာရဲ့အားနဲ့ချက်တိပလစ်စီဟလာဖော်ထုတ်ဆရာမလို့ဟလာဖော်ထုတ်ဆရာမလို့ဘာဖြစ်လဲဆိုတော့ဒါဘုရားသခင်ဟလာဘုရားသခင်ရဲ့အလုပ်ဒါဖော်ထုတ်ပဲအလုပ်ဟာဘုရားသခင်ရဲ့အလုပ်ဒါကြောင့်ကျွန်တော်တို့ကကာကွယ်ပေးရမယ်ချစ်ချင်းမေတ္တာကိုပြရမယ်ဟလာအဲ့ဒါကျွန်တော်ရဲ့အလုပ်ပြီးတော့ယုံကြည်ရမယ်ဟလာဘုရားသခင်ဒီလူရဲ့အသက်တာတွေလှုပ်ဆောင်နိုင်ကြအောင်ကျွန်တော်ယုံကြည်ရမယ်ယုံကြည်ခြင်းရှိရမယ်စိတ်ပြတ်ခြင်းနဲ့ကျွန်တော်ကင်းလို့ရမယ်ယုံကြည်တယ်ဆိုတာဘာကိုယုံကြည်တာလဲဘုရားသခင်ကကျွန်တော်တို့အတွက်လှုပ်ပေးမယ်ဆိုတာဟုတ်လားလှုပ်ပေးမယ်ဆိုတာယုံကြည်ရနော်ဒါကြောင့်ယုံကြည်မယ်ဆိုတာကျွန်တော်တို့လည်းပါဝင်တယ်ကျွန်တော်လည်းယုံကြည်တယ်ဆိုတာယုံကြည်တဲ့အတွက်ကြောင့်ပါအာဗြဟံကဘာလုပ်လဲယုံကြည်တဲ့အတွက်ကြောင့်သူနေတဲ့နေရာအနေပြီးတော့ထွက်ပြီးတော့ဟာလားခါနာတိုင်းပြည်ကိုသူကထွက်ခွာသွားတယ်အဲ့ထွက်ခွာသွားတဲ့ဒီလမ်းခီတိရှောက်မှာလဲလွယ်တာတော့မဟုတ်ဘူးပန်းခင်းလမ်းထဲမှာဘုရားသခင်ပို့ဆောင်တာမဟုတ်ဘူးအဲ့မှာကျမ်းတမ်းတဲ့လမ်းခီကိုသူကဖြတ်ကျော်ပြီးတော့ခါနာပြည်ကိုရောက်သွားတယ်ဆိုတာကျွန်တော်သိရမယ်မျော်လင့်ရမဖြစ်နိုင်ပုံရတော့လေဘုရားသခင်၌မျော်လင့်ချက်ကိုမစွတ်လို့ရနော်ဖြစ်နိုင်ချေမရှိဘူးဒါပေမဲ့ကျွန်တော်မျော်လင့်ခြင်းကိုမစွန့်ရအဆုံးတိုင်းတီးခါရမယ်ဘလောက်ပဲနားချင်းပလိစေဘလောက်ပဲခက်ခဲပလိစေဟုတ်လားမာရသွန်ပြေးတဲ့အပြေးသမားတွေကျွန်တော်ကြည့်ရမယ်သူတို့ကလည်းဟုတ်လားဘလောက်ပဲခက်ခဲဘလောက်ပဲအားနှွဲ့နေပလိစေဒီသူတို့ရဲ့ပန်းနိုင်မရောက်မချင်းကိုဟုတ်လားခြေတစ်ဖက်နဲ့တော့မှခုံဆွလို့ပြောဟာလားအဲ့ပန်းနိုင်ကိုဝင်သွားတဲ့သူတွေကျွန်တော်တွေ့ရတယ်အဲ့လိုပဲကျွန်တော်တို့ရဲ့အသက်တာမှာလည်းဘုရားသခင်ကပန်းခင်းလာတဲ့ရှောက်ပြီးတော့ဟာလားကောင်းကင်နိုင်ငံကိုdirect ဝင်မဲ့အကြောင်းသူကလုံးဝမပြောဘူးเนาะဘာပြောလဲကျမ်းစာထဲမှာငါအတွက်ကြောင့်ငါရဲ့နာမတော်ကြောင့်သင်တို့ဟာညင်းဆဲခြင်းခံရမယ်ဟာလားခင်ဗျားတို့ခံရမယ့်အရာတွေအများကြီးရှိရဆိုတော့ကျမ်းစာထဲမှာပြောတာအဲ့ဒါတွေရှိပေမဲ့ကျွန်တော်တို့ပန်းနိုင်ကိုကျွန်တော်အရောက်သွားရမယ်เนาะအဓိကသင်ခန်းစာဘာလဲဆိုတော့စစ်မှန်စွာချစ်လျင်လူများနဲ့အတူအဆုံးတိုင်းဆက်လျှောက်ရမယ်ချစ်ခြင်းအရေးကြီးတယ်เนาะကျွန်တော်ချစ်တယ်ဆိုတော့အသက်ပေးနိုင်တဲ့အရေးချင်းကျွန်တော်ရှိရမယ်ဘုရားသခင်ကိုချစ်တယ်ဆိုတော့အသက်ပေးရမယ်ဟုတ်လားတထေးသားဖြစ်ဖို့ကျွန်တော်ချစ်တာမဟုတ်ဘူးเนาะဘုရားသခင်ကျွန်တော်တထေးဖြစ်ဖို့ချစ်တာမဟုတ်ဘူးကျွန်တော်ဟလာကောင်းစွာနေရဖို့ဟလာ$1 millionရှိဖို့ကျွန်တော်ဘုရားသခင်ကိုချစ်တာမဟုတ်ဘူးဗာလဲခက်ခဲပလိစေဟလာအဆုံးနိုင်ကျွန်တော်ဆက်လျှောက်ဖို့ကျွန်တော်ဘုရားသခင်နဲ့အတူဂတိတော်ကျွန်တော်ထားပြီးရဖြစ်တယ်ဒါချစ်ချင်းမေတ္တာမရှိဘူးဆိုရင်တော့ကျွန်တော်မနာလိုလာမယ်ဟလာအဲကြောင့်ခရိယန်ဆိုပြီးတော့မနာလိုတဲ့သူတွေတော့များသူ့ရဲ့ညီကိုညီမညီအကိုနဲ့ညီအမတွေဟလာတိုးတက်လာမယ်သူတို့ကြီးပွားလာမယ်ဆိုမနာလိုတဲ့ခရိယန်တွေအများကြီးရှိတယ်နော်ဒါမဲ့နေမဝါကြွားရကိုမရှိပဲနဲ့လေဝါကြွားတဲ့လူရှိတယ်ရှိပြီးတော့ဝါကြွားတဲ့လူလည်းရှိတယ်ဟလာသူများထင်ကြီးအောင်ရှောက်ပြီးတော့ဝါကြွားတဲ့လူလည်းရှိတယ်အဲ့ဒါကခရိယန်မဟုတ်ဘူးနော်ခရိယန်ရဲ့ယုံကြည်ချက်မှာဒါတွေကမရှိဘူးနော်မာနထောင်လွှားခြင်းမိမိကိုယ်ကျိုးအရေးကြီးဆုံးဟုမယူဆပဲအခြားသူကိုတိဆောက်ပေးရမယ်
နော်မာနထောင်လွားတယ်ဆိုတာပါကိုပဲသူများက serve သူများကပဲကိုပြုစုဖို့လိုချင်ကြဒါပေမဲ့ခရစ်ယာန်ဘာသာဆိုတာသူများပြုစုဖို့ကျွန်တော်စောင့်နေတာမဟုတ်သူများကိုကျွန်တော်ပြုစုဖို့နော်သူများရဲ့ဟာလားကောင်းရာကိုကျွန်တော်စူးစမ်းပြီးတော့ကူညီရမယ်နော်စောင့်တည်ပေးရမယ်ပြီးတော့မရိုင်းဆိုင်ရဘူးနော်ဂုံတိတ်ခါရှိ၍နူးညံ့သိမ်မွေ့စွာဆက်ဆံနော်ဒါကြောင့်ခရစ်ယာန်ဘာသာဆိုကျွန်တော်နူးညံ့သိမ်မွေ့စွာကျွန်တော်နေရမယ်တိုးခဲ့တော့နော်ဒါကြောင့်ခရစ်ယာန်တွေဆိုတာတိုးတဲ့ပုံဆောင်ထားတယ်တိုးတွေဆိုတာနူးညံ့ပိုင်ရှင်ကတော့မှအဲ့ဒီတိုးတငယ်ကိုအဲ့ဒီတိုးကိုတတ်မဲ့အချိန်မှာတော့မှတိုးကလုံးဝအတန်မထွက်ဘူးနော်အဲ့လိုပဲခံတယ်အဲ့လိုပဲကျွန်တော်ရဲ့ကျွန်တော်ခရစ်ယာန်တက်တာမှာအဲ့လိုဖြစ်ရမယ်ဆိုတော့ဒီမှာကျမ်းစာထဲမှာပြောထားတယ်ချစ်ချင်းမေတ္တာမရှိတဲ့သူတွေကဘာဖြစ်လဲဆိုတော့ကိုကျိုးရှာလာတယ်ကိုအကျိုးရှာမိမိအခွင့်အရေးထက်သူများရဲ့ကောင်းကျိုးကိုရှာရမယ်ဒါခရစ်ယာန်ရဲ့နီးစနစ်ထုံးလန်းစင်လာဖြစ်အလွယ်တကူစိတ်မဆိုးရဘူးချစ်ချင်းမေတ္တာရှိတယ်လို့အလွယ်စိတ်ရှိ၍ဒေါသကိုမထိန်နိုင်မချုပ်နိုင်ဘူးဆိုတော့ဒါခရစ်ယာန်မှန်ကန်မှုပြီးတော့အမားကိုစရင်မမှတ်ဟဲ့လားအဲ့အရေးကြီးရနော်သူတချို့လူတွေကတော့ဟာလားလွန်ခဲ့တဲ့နှစ်20ကသူစိတ်ဆိုးခဲ့တဲ့အရာတွေအခုထိတော့မှမတ်မိသေးတဲ့လူတွေရှိတယ်နော်ဒိုင်ယာရီထဲမှာမှတ်ထားတဲ့လူတွေရှိတယ်အဲ့ဒိုင်ယာရီကိုအခုထိအသုံးချတဲ့လူတွေရှိတယ်နော်ဒါကြောင့်အတိတ်ကိုအမြဲပြန်မဖော်ထုတ်ပဲခွင့်လွတ်တတ်ရမယ်ဒါချစ်ချင်းမေတ္တာရှိတဲ့လူတွေချစ်ချင်းမေတ္တာမရှိတဲ့လူတွေကတော့ဟာလားသူများရဲ့အမားကိုမှတ်ထားတယ်တက်လုံးဟာလားခေါင်းကိုက်ပြီးတော့မှတ်ထားဒါကြောင့်မတရားမှုနဲ့ဝမ်းမြောက်တဲ့သူတွေကချစ်ချင်းမေတ္တာမရှိဘူးသူများမားရင်ပျော့တယ်ဟာသူခံရတော့မယ်ငါသူ့ရဲ့နေရာမှာငါဝင်ကျုံလို့ရပြီအဲ့လိုမျိုးစိတ်ထားတယ်ရှိတဲ့သူတွေရှိတယ်အဲ့ကြောင့်ကျွန်တော်ချစ်ချင်းမေတ္တာရှိတဲ့သူတွေကမတရားမှုနဲ့ဝမ်းသာခြင်းမရှိရဘူးဒါကြောင့်ဒီမှာယေရှုဒီချစ်ချင်းမေတ္တာရဲ့ပြည့်စုံဆုံးပုံရိပ်ဖြစ်တယ်ဒါကြောင့်ချစ်ချင်းမေတ္တာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့သိချင်တယ်ကျွန်တော်စီးပူးချင်တယ်ကျွန်တော်လေ့လာချင်တယ်ဆိုတော့ယေရှုခရစ်ရဲ့အသက်တာကိုကျွန်တော်ကြည့်ရမယ်ယေရှုဒီမိမိလူတို့ကိုအဆုံးတိုင်အောင်ချစ်တော်မူ၏နော်ယေရှုကကျွန်တော်တို့ကိုဘာဖြစ်လို့အဆုံးတိုင်ချစ်လဲဆိုတော့ကျွန်တော်ပြောနိုင်တယ်ဘာဖြစ်လို့ဆိုတော့ခရစ်တော်ကဒီကျမ်းစာအုပ်ကိုပေးထားတာပါလေအစလေးအဆုံးထိတော့ဒီအဆုံးမှာဗျာဒိတ်ကျမ်းထဲမှာသူနဲ့ဟလာခရစ်တော်ဖျားသခင်နဲ့ကျွန်တော်နေရမယ်တော့ထာဝရအသက်ကျွန်တော်ရမယ်ဖျားသခင်နဲ့ထာဝရကျွန်တော်နေထိုင်ရမယ်အချိန်အထိသူကကျွန်တော်တို့ကိုစီမံကိန်းဆွဲထားပေးတယ်အဲ့ဒါကြောင့်ယေရှုဒီတော့ကျွန်တော်တို့ကိုအဆုံးတိုင်အောင်ချစ်တယ်ဆိုတာအဲ့ဒါငါဒီတင်တို့ကိုချစ်တဲ့ကဲတော့အချင်းချင်းချစ်ကြပါအဲ့ဒါယေရှုကကျွန်တော်တို့ချစ်တယ်အဆုံးတိုင်သူက planning အားလုံးပေးထားတယ်နော်ကောင်းကင်နိုင်ငံမှာကျွန်တော်တို့ဘုန်းတော်နော်စီးစိမ်ကိုကျွန်တော်ခံစားရမယ်နေရအထိကိုသူကပြောကျွန်တော်တို့ကောင်းလေးပြောထားတယ်နော်ကျွန်တော်မျော်လင့်ခြင်းမပြတ်အောင်နော်ကျွန်တော်ရဲ့ယုံကြည်ခြင်းမပြတ်အောင်သူကအားလုံးကျွန်တော်ကိုပြောထားပြီးတာအဲ့တော့သူကကျွန်တော်ချစ်တယ်ဆိုရင်ကျွန်တော်လည်းအချင်းချင်းချစ်ကြပါဆိုပြီးတော့ဒီမှာရှင်ယောဟန်ထဲမှာပြောထားခြင်းဖြစ်ပါတယ်ဒါကြောင့်အဲ့ချစ်ချင်းမေတ္တာတကယ်ပညတ်တော်ရဲ့အချုပ်အခြာဖြစ်တယ်ဆိုတော့ကျွန်တော်သိရတယ်ဒါကြောင့်ပညတ်တော်10ပါးကိုကျွန်တော်ကြည့်မယ်ဆိုရင်ချစ်ချင်းပညတ်တော်ဖြစ်တယ်ဟောဒါကလူတွေကိုဟိုဇောက်ထိုးချခြင်းလို့သူများကိုကန်ထုတ်ခြင်းလို့ဖျားတခင်ကျွန်တော်တို့ကိုငရဲတဲ့ပို့ခြင်းလို့ဒီပညတ်တော်10ပါး तू ကဖန်တီးထားတာမဟုတ်ရှိတာမဟုတ်ဘူးเนาะဒါချစ်ချင်းမေတ္တာရဲ့ပညတ်တော်ဖြစ်တယ်ဘာဖြစ်လို့ဆိုတော့တစ်ကနေလေးအထိကျွန်တော်ဖတ်ကြည့်မယ်ဆိုဖျားကိုချစ်ဖို့ပြောထားတယ်เนาะတခြားတော့ဖျားကိုကျွန်တော်မကူကွယ်ရဘူးရုပ်တုစင်းတုကိုကျွန်တော်ထုပြီးတော့မလုပ်ရဘူးเนาะဖျားတခင်နာမကိုကျွန်တော်ရိုင်းဆိုင်ပြီးတော့ကျွန်တော်မပြောရဘူးတော့အဲ့ဒါတွေကပါဖျားတဲ့တက်ဆိုင်တဲ့ဟာနံပါတ်1ကနေ4နံပါတ်6ကနေတော့မိဘကိုယိုသေးစွာပြုလို့မခိုးရမတက်ရဟာလားသူများရဲ့မယားကိုမပြစ်မှားရတော့အဲ့ဒါတွေကပါလဲကျွန်တော်တို့လူတွေအပေါ်လုပ်ရမယ်တော့ချစ်ချင်းခင်ဗျားချစ်ရင်လုပ်ရမယ်အဲ့ကြောင့်ပင်ရတော်ဆိုတာဒါချစ်ချင်းရဲ့မူရင်းဖြစ်တယ်နော်အဲ့ကြောင့်ပင်ရတော်တဲ့ကျွန်တော်မနေထိုင်ခြင်းမရှိဘူးဆိုတာဒါကျွန်တော်ချစ်ချင်းမရှိတဲ့လူတွေဖြစ်တယ်နော်ကိုရောဤအသက်တာတွင်စိတ်ရှိခြင်းကျင်နာခြင်းနဲ့ကိုကြိုးစွန့်ခြင်းကိုတွေ့ရတယ်ယေရှုခရစ်ကျွန်တော်ဒီကဘာမြေကြီးထဲမှာသူရလာတဲ့အချိန်မှာနော်သူကချစ်ချင်းမေတ္တာရှိတယ်သူများကိုတနာကျင်တာလာဇရုတည်တဲ့အချိန်မှာလည်းသူကငိုတယ်မျက်ရည်ကျတယ်ဆိုတော့ဟာလားတော့ကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဒါကြောင့်ယေရှုကစိတ်ရှိတယ်တီးခန့်တယ်နော်ယောမစစ်သားတွေကသူ့ကို
မေးမြန်းတဲ့ချိန်မောင်းတဲ့အခါကျသူတခိုးမှမပြောပဲသူနာကျင်ချင်းကိုကျွန်တော်သူခံစားရပြီးပဲသူခံပြီးတော့ဟာလာလူတွေရဲ့အသက်အတွက်နော်ကျွန်တော်ရဲ့ကယ်တင်ခြင်းအတွက်သူကအသက်ကိုဆုံးခဲ့တယ်ဆိုတော့သူတွေ့ရတယ်ဒါကြောင့်ယေရှုကိုကြည်ပါတဲ့ချစ်ချင်းကိုတင်ယူပါတဲ့ချစ်ချင်းဖြင့်အသက်ရှင်ပါဒါခရိယန်ရဲ့အနစ်ချုပ်ဖြစ်တယ်နော်အဲကြောင့်ကျွန်တော်ရဲ့အသက်တာမှာမှတ်တဲ့စစ်ဖျားကြီးချစ်ချင်းထွန်းလင်းရမယ်ဖျားတဲ့ရင်ကျွန်တော်ချစ်ချင်းပေးထားတယ်ဆိုရင်အဲ့ဒီချစ်ချင်းကိုတို့ဟာလာဒီအလင်းပြန်ရမယ်သူများစီပါဟာလာပြန်ဟတ်ရမယ်အဲကြောင့်ကျွန်တော်ယေရှုဒီကျွန်တော်တို့မချစ်ထိုက်တော့အချိန်တိုင်းပြင်ကျွန်တော်တို့ကိုချစ်တယ်တော့ကျွန်တော်အပြစ်ထဲမှာရှိတယ်သူ့ကိုရိုင်းရိုင်းဆိုင်ကျွန်တော်ဆဲဆိုနေတဲ့အချိန်မှာလည်းတော့ယေရှုကကျွန်တော်ချစ်တယ်ဒါကြောင့်ကပါမြေကြီးမှာရှိတဲ့သူတွေအခုချိန်မှာယေရှုကိုမယုံနိုင်သေးတဲ့သူတွေကိုမှဒီယေရှုဖျားတဲ့ခင်သူတို့ကိုချစ်တယ်ဆိုတော့ကျွန်တော်ဒီနေ့ပြောချင်ပါတယ်ဒါကြောင့်ကိုရောဤချစ်ခြင်းကိုရရှိရန်လှုပ်ဆောင်ရ၍မရတော့လဲလက်ခံစားနိုင်တာနော်လက်ခံစားလို့ရတယ်ကျွန်တော်ရရှိဖို့ကျွန်တော်တို့ဘာမှမလုပ်မရဘူးเนาะတော့ကျွန်တော်ငွေသိန်းပေါင်းရာချီကျွန်တော်ပေးပြီးတော့ဘုရားသခင်ရဲ့ချစ်ခြင်းကိုကျွန်တော်ရလို့မရဘူးဒါပေမဲ့ဘုရားသခင်ကျွန်တော်ပေးထားတယ်เนาะခင်ဗျားမချမ်းသာပလိစေတော့ခင်ဗျားသူ့ကိုမချစ်ရင်တော့မှဘုရားသခင်ခင်ဗျားကိုချစ်တယ်เนาะကျွန်တော်ခံစားလို့ရတယ်ခံစားခြင်းကျွန်တော်ခံစားလို့ရတယ်ထိုချစ်ခြင်းကစိတ်ရှိကျင်နာခြင်းနဲ့ဝမ်းမြောက်ခြင်းနဲ့ခံရည်အဖြစ်ထင်ရှားတယ်ဒါကြောင့်ကျွန်တော်ဘုရားသခင်ကျွန်တော်အတွက်နော်ခံရည်ရှိအောင်ကျွန်တော်တို့ကိုတော့သူကလည်းခံရည်ရှိခဲ့တယ်သူအားလုံးကိုခံခဲ့တယ်အဲဒါကြောင့်ကျွန်တော်လည်းဘုရားသခင်ကိုချစ်တယ်သူ့ရဲ့နောက်ကိုကျွန်တော်လိုက်ချင်တယ်ဆိုရင်ကျွန်တော်လည်းစိတ်ရှိရမယ်တီးခံရမယ်ကျင်နာခြင်းရှိရမယ်ဝမ်းမြောက်ခြင်းနဲ့ခံရည်ရှိရမယ်ဆိုဒါခရိယန်ရဲ့အသက်တာဒါတွေကျွန်တော်မရှိသေးဘူးဆိုတော့ကျွန်တော်ဒီနေ့ကျွန်တော်ခရစ်တော်ကိုကျွန်တော်ဆုတောင်းရမယ်နော်ခရစ်တော်ဖခင်ကျွန်တော်ရဲ့ဒီနှလုံးသားထဲမှာကျွန်တော်ရဲ့ဒီကိုယ်ခန္ဓာဝိညာဉ်ထဲမှာကိန်းအောင်တော်မူပါတန်ရှင်တော်ဝိညာဉ်တော်ခေါ်ဖိတ်ပြီးတော့အလုပ်လုပ်စေပါဒါဆိုရင်အဲ့ဒါတွေကိုခင်ဗျာအောင်မြင်ပါနော်ဖခင်တကယ်ချစ်ချင်းမေတ္တာအမှန်ကန်ရမယ်ဆိုဒါတွေကိုခင်ဗျာအားလုံးလုပ်နိုင်မယ်ဒါကြောင့်အလင်းဆိုတာဖန်မြောင်အယောင်များအဲ့တော့ဖခင်တကယ်ဒါကြောင့်အလင်းဒီအလင်းကဒီမန်ကိုထိုးလိုက်မယ်ဆိုရင်အဲ့မန်ကနေပြောပါလဲဒီအလင်းရဲ့ရောင်ပြန်ဟပ်မှုဟာလားအလင်းတန်းတစ်ခုကဖြာထွက်လာတယ်အဲ့ဒီလိုပဲဘုရားသခင်ရဲ့မေတ္တာကျွန်တော်တို့စီရောက်တဲ့အခါတော့ဘာဖြစ်လာလဲအဲ့ဒီအလင်းကဒီမန်ကိုထိုးလိုက်တဲ့နဲ့အဲ့ဒီမန်ကနေပြီးတော့ဒီအလင်းတစ်ခုဖြာထွက်လာတကယ်တော့ကျွန်တော်တို့ရဲ့ဒီဘုရားသခင်ရဲ့မေတ္တာဘုရားသခင်ချစ်ခြင်းမေတ္တာရရှိတဲ့သူတွေကဘာဖြစ်လာမလဲကောင်းသောအသီးတွေတီးလာမယ်ကောင်းသောအသီးဆိုပါလေဒီမှာဝိညာဉ်အသီး9တီးရှိရနော်9လုံးရှိရအဲ့ဒါဒီကျမ်းစာထဲမှာကျွန်တော်တို့အဖက်ထဲမှာကျွန်တော်တွေ့ရတယ်အဲ့ဒီအသီးတွေတီးလာရမယ်မတီးလာရင်တော့ဒါတော့တကယ်ချစ်ချင်းမေတ္တာတော့ဘုရားသခင်ချစ်ချင်းမေတ္တာကိုလက်မခံသေးတဲ့လူတွေဖြစ်နိုင်တယ်ဆိုတော့ဒီမှာကျွန်တော်သိရတယ်ဒါကြောင့်ကျွန်တော်ဒီချစ်ချင်းမေတ္တာတော့အသီးတီးဖို့ဆိုတာဒါကျွန်တော်ဒီတန်ပြန်ဒီအလင်းပြန်ဟတ်ရမယ်လူတပါးစီမှာကျွန်တော်ဒီအလင်းမှာတဲ့အတ္တတာဆိုတာဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာမရသေးတဲ့အတ္တတာဖြစ်တယ်ဆိုတော့ကျွန်တော်ဒီမှာကြည့်သိရတယ်ဒါကြောင့်ယုံကြည်ခြင်းမျှော်လင့်ခြင်းနဲ့ချစ်ခြင်းယုံကြည်ရလူတိုင်းကတော့ယုံကြည်ရဟုတ်တယ်တော့ယုံကြည်ရတော့ခရစ်တော်ပြန်လာတော့အခါမျက်မြင်တွေ့ခြင်းတို့ပြောင်းပြီတဲ့နော်ဒါကြောင့်ယုံကြည်ခြင်းဆိုတာဒါကျွန်တော်လူတိုင်းယုံတယ်ကျွန်တော်ခရစ်တော်ပြန်လာတဲ့အခါကျတော့ကျွန်တော်ဘုရားသခင်ကိုကျွန်တော်တွေ့ရမယ်ယေရှုခရစ်ကိုတွေ့ရမယ်ဆိုတော့ကျွန်တော်ယုံကြည်တယ်ဒါမျှော်လင့်ခြင်းမျှော်လင့်ခဲ့သောအရာတွေအမှန်တကယ်ဖြစ်လာမယ်မျှော်လင့်တယ်ဆိုတာအမှန်တကယ်ဖြစ်လာမယ်ဆိုပြီးကျွန်တော်ယုံကြည်ခြင်းဖြစ်တယ်ချစ်ချင်းမေတ္တာဆိုတာဘုရားသခင်ရဲ့သဘောတော်အဖြစ်ထာဝရတည်နေရမယ်နော်ဘုရားသခင်သဘောတဘာဝနော်ဘုရားသခင်ရဲ့သဘောတဘာဝပါလေလူတွေကိုချစ်တယ်ချင်တယ်တနာတယ်နော်လူတွေကိုအဆုံးတိုင်းချစ်တယ်နော်ခဏလေးပဲချစ်တာပေါ့ဒါကြောင့်အမျက်ဆုံးဒီယုံကြည်ခြင်းနဲ့မျှော်လင့်ခြင်းနဲ့ချစ်ခြင်းမှာအမျက်ဆုံးမှာပါလဲဆိုတော့ချစ်ခြင်းမေတ္တာဖြစ်တယ်။နောက်ချစ်ခြင်းမေတ္တာမရှိရင်ကျွန်တော်ယုံကြည်ခြင်းမရှိနိုင်ဘူး။မျှော်လင့်ခြင်းမရှိနိုင်ဘူး။ကျေနပ်ခြင်းမရှိနိုင်ဘူး။သူများကိုကျွန်တော်ဖေးမနိုင်ဖို့စိတ်ဓာတ်တွေရှိလာနိုင်မှာဘူး။ဒါကြောင့်ကျွန်တော်ဒီနေ့ချစ်ခြင်းမေတ္တာဒါအကြီးဆုံးဖြစ်တယ်။ချစ်ခြင်းမေတ္တာဆိုတာတော့ဒီဖျားသခင်ရဲ့ဒါ identity ဖြစ်တယ်။ဖျားဆိုတာခါကျတော့ချစ်ခြင်းမေတ္တာတော့ဒီဟာဘုရားသခင်ရဲ့ဆိုတာချစ်ချင်းမေတ္တာနဲ့တလုံးသဘောတည်းဖြစ်တယ်
ဒါကြောင့်ကျွန်တော်တို့ကိုတော့ကဲတင်ခဲ့ကျွန်တော်တို့ကိုအသက်ပေးခြင်းတယ်ကျွန်တော်တို့လည်းသူထာဝရကနေပြီးတော့ထာဝရအထိကျွန်တော်တို့နဲ့သူနေခြင်းတဲ့အတွက်ကြောင့်သူ့ရဲ့အသက်ကိုပေးတယ်ချစ်ခြင်းအတွက်နော်သူ့ရဲ့ချစ်သူများကျွန်တော်တို့အတွက်သူကအသက်ကိုပေးတယ်နော်ဒါကြောင့်ချစ်ခြင်းမေတ္တာဆိုတာအယံကိုအရေးကြီးနော်ဒါကြောင့်စစ်မှန်သောခရစ်ယာန်ဘာသာဒီလူတဦးလုံးကိုပြောင်းလဲစေတယ်လူတဦးမှဒီကျွန်တော်ခုနကပြောခဲ့တဲ့ချစ်ခြင်းမေတ္တာနော်ဒါကျင်နာခြင်းတို့ဘာလို့ဟလာသူများကိုအရေးပေးခြင်းနော်ကိုကျိုးမရှာပဲတော့သူများကျိုးကိုရှာခြင်းဆိုတာတော့ဒါတွေကခရစ်ယာန်ဘာသာရဲ့အသက်တာဖြစ်တယ်တော့အဲ့ဒါတွေမရှိတဲ့သူတွေအဲ့လိုမပြောင်းလဲသေးတဲ့သူဆိုတာခရစ်တော်စစ်မှန်သောခရစ်ယာန်ဘာသာဝင်မဟုတ်ဘူးဆိုတော့ကျွန်တော်ဒီမှာပြောခြင်းတယ်ဒါကြောင့်အိုးနောက်အတွေးခေါ်ကိုချစ်ခြင်းကလမ်းညွှန်နေတယ်နော်ကျွန်တော်အိုးနောက်ထဲမှာချစ်နိုင်ဖို့အတွေးထဲမှာတူတယောက်ရှိနေဖို့ဆိုတော့ချစ်ခြင်းမေတ္တာကျွန်တော်ရှိဖို့လို့ဒါကြောင့်နှလုံးသားဂရုဏာနဲ့တစ္ဆာရှိတော့ဂရိကဝတ်ရှိလာတယ်နော်ကျွန်တော်ချစ်ခြင်းရှိလာမယ်ဆိုရင်ဒီနှလုံးသားကဂရုဏာတစ္ဆာရှိလာတယ်ဘုရားသခင်ပေါ်မှာကျွန်တော်တစ္ဆာရှိလူတွေပေါ်မှာတစ္ဆာရှိလေလူတွေပေါ်မှာဘုရားသခင်ပေါ်မှာကျွန်တော်ချစ်ခြင်းရှိတယ်လို့သူများအပေါ်မှာလည်းဒီဂရုဏာနှလုံးသားကျွန်တော်ကောင်းတဲ့နှလုံးသားကိုကျွန်တော်ဒီအယောင်ပြန်ဟတ်ရမယ်ဆိုတော့ကျွန်တော်ဒီမှာပြောချင်းဖြစ်တယ်ကျွန်တော်ရဲ့လက်များလိုအပ်သူများကိုလက်တွေ့ကူညီပေးရမယ်ဟာလားချစ်ချင်းမေတ္တာရှိတဲ့လူတွေကကူညီတယ်ကျွန်တော်ချစ်တော့များလဲဘုရားသခင်အလိုရှိတော့လမ်းလိုက်ကျွန်တော်ခိုင်မြဲဆိုရှောက်ရမယ်ဘုရားသခင်ဒီဖက်သွားတယ်ဆိုတော့တွားရမှာပဲကြောက်တယ်ဘုရားသခင်ဆင်းခြင်းတယ်ဆင်းတယ်ဆိုတော့ကျွန်တော်ဆင်းရမယ်ဆင်းရမှာပဲဟာလားအဲ့ဒါချစ်ချင်းဘုရားသခင်ကိုချစ်လို့ကျွန်တော်လုပ်ကြတယ်အဲ့တော့ဒီမှာလဲဒီစာဆောင်တစ်ဆောင်ထဲမှာဘယ်လိုပြောထားလဲဆိုတော့ခရစ်တော်ဤချစ်ချင်းမေတ္တာတွေတဲ့ခရိယာအသက်တာဤအသက်ဖြစ်တယ်ခရိယာခင်ဗျာချစ်ချင်းမေတ္တာခရစ်ဘုရားသခင်ယေရှုခရစ်ရဲ့ချစ်ချင်းမေတ္တာခင်ဗျာဒီနေ့ပိုင်ဆိုင်ခြင်းမရှိသေးဘူးဆိုရင်ခင်ဗျာအသက်မရှင်သေးဘူးเนาะအဲကြောင့်ခင်ဗျာသူများကိုဆဲဆိုနေအောင်မယ်သူများမကောင်းကြောင်းပြောနေအောင်မယ်သူများကိုမကာကွယ်ပေးပဲနဲ့သူများရဲ့အပြစ်တွေကိုလူတကာတိအောင်ပြောနေတယ်ဆိုတာဒါခင်ဗျာအထဲမှာဒါဘုရားသခင်ချစ်ချင်းမေတ္တာမရှိသေးဘူးခရိယန်ဘာသာရဲ့အသက်တာခင်ဗျာဟာလာအဲ့ဒီအသက်တာမှာခင်ဗျာအသက်မရှင်သေးဘူးဆိုတော့ကျွန်တော်ဒီမှာအတိအလင်းပြောချင်ပါတယ်ဒါကြောင့်ကျွန်တော်ယနေ့မှစပြီးချစ်ချင်းမေတ္တာကိုကျွန်တော်လက်တွေ့ရှာပြီးတော့ကျွန်တော်အသက်ရှင်ရမယ်နော်ဒါကြောင့်စဉ်းစားရမယ်ဆိုမိတုအပေါ်ပို၍စိတ်ရှိရန်လိုသည်မိသည့်အမားကိုခွင့်မိသည့်အမားကိုခွင့်လို့ရမည်မိတုကောင်းကျိုးအတွက်လက်ကမ်းအမှုဆောင်မည်နော်ဒါကျွန်တော်စဉ်းစားရမယ်နော်မိတုအပေါ်ကျွန်တော်ပုံပြီးတော့စိတ်ရှိရမယ်တကယ်တော့လူတကာလူများအားလုံးပေါ်ကျွန်တော်စိတ်ရှိရမယ်နော်သူများအားလုံးကိုကျွန်တော်ခွင့်လို့ရမယ်သူများကောင်းကျိုးအတွက်တို့ဘယ်သူပဲဖြစ်ကိုယ်ဇနီးပဲကိုယ်သားပဲဖြစ်ဟလာအကိုနဲ့မတိတဲ့လူတွေအတွက်လည်းသူတို့ကောင်းကျိုးအတွက်ကျွန်တော်စဉ်းစားပြီးတော့ကျွန်တော်အမှုဆောင်ရမယ်အသက်တာကျွန်တော်အသက်ရှင်ရမယ်ဒါကြောင့်ချစ်ချင်းမေတ္တာရဲ့စကားလုံးတစ်လုံးမြတ်ဟုတ်ပါတယ်နေ့စဉ်ရွေးချယ်သောအသက်တာပုံစံတွေချစ်ချင်းမေတ္တာဆိုတာစကားလုံးမဟုတ်ဘူးစကားလုံးတော့ဟုတ်တယ်ဒါပေမဲ့စကားလုံးတစ်လုံးအရာကျွန်တော်တို့ထားနေတာမဟုတ်ကျွန်တော်ရဲ့အသက်တာဟာဒါချစ်ချင်းမေတ္တာဖြစ်တယ်เนาะဒီနေ့တော်အရေးကြီးတယ်ဒါကြောင့်ကျွန်တော်ရဲ့တက်တာပြောဆိုမှုဟာလားမျက်စိတမိတ်မိတ်လိုက်တာနဲ့မျက်စိဟိုဖက်ကြည့်လိုက်တာနဲ့ဒီဖက်ကြည့်လိုက်တာနဲ့လူတယောက်ကိုကြည့်လိုက်တာနဲ့လူတွေကဖမ်းနိုင်တယ်ဒီလူကငါ့ပေါ်မှာကြည်လားမကြည်ဘူးလားငါ့ပေါ်မှာစိတ်ဆိုးလားဟာငါ့ပေါ်မှာမကောင်းမှုစိတ်ထားတွေရှိလားဆိုတာလူများကဒါဝေဖန်လို့ရတယ်ဒါကြောင့်ကိုယ့်ရဲ့အသက်တာမှာဟာလားဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာကျွန်တော်ထဲမှာရောက်ရှိလာမယ်ဘုရားသခင်နဲ့ကျွန်တော်အကျွမ်းဝင်လာမယ်ဘုရားပေးထားတဲ့အသက်နဲ့ကျွန်တော်အသက်ရှင်တဲ့သူတွေဟာဒီချစ်ချင်းမေတ္တာကိုကျွန်တော်ရောင်ပြန်ဟပ်ရမယ်မေတ္တာရဲ့အတီးကိုလုံးကိုကျွန်တော်ပိုင်ဆိုင်ရမယ်ချုပ်တီးခြင်းတို့ဟုတ်လားခွင့်လွှတ်ခြင်းတို့ပျော်ရွှင်ဝမ်းမြောက်ခြင်းတို့အဲ့ဒါတွေကျွန်တော်အားလုံးရှိရမယ်ဒါကြောင့်ခရိယာအသက်တာဆိုတော့ဘုရားသခင်ပေးတဲ့အသက်တာဖြစ်တယ်ဒါကြောင့်ဘုရားသခင်ကျွန်တော်တို့အသက်တာမှာဘယ်လိုနေခိုင်းစေခြင်းလဲဘယ်လိုကျွန်တော်အသက်ရှင်ခိုင်းစေခြင်းလဲဒီဟာအားလုံးဟာချစ်ချင်းမေတ္တာရဲ့ပုံဖြစ်တယ်လူတယောက်ခင်ဗျားကိုကြည့်လိုက်တယ်ဟာဘုရားသခင်ယေရှုခရစ်တော်ဆိုတာအဲ့ဒီလူရဲ့ပုံစံဖြစ်မယ်ဆိုတာသူများကပြောနိုင်မှာခင်ဗျားတကယ်တမ်းဘုရားသခင်ရဲ့ချစ်ချင်းမေတ္တာခံစားရတယ်ဆိုတော့ဒီနေ့ကျွန်တော်တတိထားဖို့လိုတယ်ဒါကြောင့်ကိုရောဤချစ်ချင်းမေတ္တာဖြင့်ကျွန်တော်တို့၏အသက်တာကိုပြေဝစေတော်မူပါဆိုပြီးကျွန်တော်ဒီနေ့ဆုတောင်းရမယ်စိတ်ရှိခြင်းရှင်းနာခြင်းခွင့်လွှတ်ခြင်းနဲ့ကျွန်တော်အဆုံးတိုင်တီးခံခြင်းတစ်ခါပဲတီးခံမှာမဟုတ်တစ်ခါပဲခွင့်လွှတ်တာမဟုတ်ဘူးအဆုံးတိုင်
နော်ဘသူကပါပဲပြောဘသူကဘယ်လိုကျမ်းစာထဲမှာခုနှစ်လီ49ခုနှစ်ချိန်အထိကျွန်တော်ခွင့်လို့ရမယ်ဒါပေမဲ့ခရစ်တော်ပြောချင်တာတော့ဒါအချိန်ကြီးမရှိပဲနဲ့ခင်ဗျာခွင့်လို့ရမယ်ဆိုယေရှုနာမတော်ဖြင့်ဆုတောင်းပါ၏ဆိုပြီးကျွန်တော်ဒီနေ့အာမင်ထူတော်သူတိုင်းကိုဘုရားသခင်ကောင်းချီးပြီးချပေးပြီးတော့ဘုရားသခင်ချစ်ချင်းမေတ္တာအတ္တတာသူများကမြင်နိုင်တဲ့ဒီချစ်ချင်းမေတ္တာရဲ့အတ္တတာကျွန်တော်ပိုင်ဆိုင်ကြပါစေဆိုပြီးကျွန်တော်ဒီနေ့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ရှိပါတယ် May God bless you all